ဒီဂါထာကိုတန်ရှစ်ချက်ဂါထာလို့ခေါ်တယ်လို့တံပြန်ဂါထာလို့လည်းခေါ်ကြပါသေးတယ်ကျွန်တော်ရဲ့မိတ်ဆွေများလက်စားချစ်လို့စိတ်မရှိမှငါဆင်းရဲဒုက္ခရောက်တယ်လို့သူလည်းပြန်ပြီးဆင်းရဲဒုက္ခရောက်ပါစေဆိုတဲ့စိတ်ထားမျိုးမရှိမှဒီဂါထာကိုရွတ်ဖတ်ပါဘာကြောင့်လဲဆိုတော့ဒီဂါထာကယရဏသုံးပါးရဲ့ဂုဏ်ကျေးဇူးကိုရည်စက်ဖွဲ့ဆိုပြီးရှ िख ိုးတဲ့ဂါထာဖြစ်လို့လက်စားချစ်လို့စိတ်တွေများနေရင်အကျိုးကျေးဇူးခံစားရမှာမဟုတ်ပါဘူးကျွန်တော်တို့တွေဘဝမှာတစ်ခါတလေကြောက်ချခံရတာမျိုးတွေမတရားဆွဆွဲခံရတာမျိုးတွေရှိတတ်ပါတယ်အဲ့ဒီအချိန်တွေမှာကိုယ့်ကိုဒုက္ခပေးတဲ့သူကိုခံခဲ့ရတယ်လို့သူ့ကိုပြန်ခံစားစေခြင်းတဲ့အခါမျိုးဒီလိုစိတ်မျိုးတွေဖြစ်တတ်ကြပါတယ်အကြောင်းရင်းကသူတို့ကိုချင်းစာတတ်သွားအောင်လို့ပေါ့ဒါဟာတကယ်တော့လက်စားချစ်လို့စိတ်တစ်မျိုးပါပဲမကောင်းတဲ့စိတ်ပါကိုယ့်ကိုအောက်ဆုံးထိရောက်အောင်ဆွဲချတတ်ပါတယ်ဒီလိုအချိန်မှာဂါထာမန္တန်တွေရွတ်လဲအကျိုးကျေးဇူးတွေကိုထိထိရောက်ရောက်ခံစားရမှာမဟုတ်ပါဘူးဒါကြောင့်ဒီဂါထာကိုရွတ်တော့မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကလေးဖြူစင်နေအောင်ငြိမ်ချမ်းနေအောင်အရင်လုပ်ပါပြီးမှဂါထာကိုလေးလေးနက်နက်ရွတ်ပါဂါထာရဲ့အကျိုးကတော့ကုန်းလန်းရေလန်းသွားတဲ့အခါအန္တရာယ်ကင်းစေတယ်အနောက်အရှက်ပယောဂကင်းတယ်အထူးသဖြင့်သူများကကိုယ့်ကိုမကောင်းတဲ့အတတ်ပညာနဲ့ပြုလုပ်ကြံစည်လို့မရဘူးပြုလုပ်ခဲ့ရင်လည်းသူ့အတတ်နဲ့သူပြန်စူးတတ်တယ်ယရဏသုံးပါးရဲ့ကျေးဇူးကြောင့်ကြံစည်လုပ်ကိုင်တဲ့လုပ်ငန်းဆောင်တာတွေအောင်မြင်စေတတ်တဲ့အကျိုးကျေးဇူးတွေရှိပါတယ်ဂါထာကတော့တန္တာရစက္ကဝိဒ္ဓံတံတန်ဒုဒ္ဓမတ္တဩရတံတန်စိဏကံဘဝေအာတံတန်ခံအပိတုမာနတံတန္တာရစက္ကဝိဒ္ဓံတံတန်ဒုဒ္ဓမတ္တဩရတံတန်စိဏကံဘဝေအာတံတန်ခံအပိတုမာနတံတန္တာရစက္ကဝိဒ္ဓံတံတန်ဒုဒ္ဓမတ္တဩရတံတန်စိဏကံဘဝေအာတံတန်ခံအပိတုမာနတံနေ့စဉ်တရက်ကို9ခေါက်ရွတ်ဖတ်ပူဇော်ပါအဓိဋ္ဌာန်နဲ့ရွတ်ဖတ်နိုင်ရင်ပို့ပြီးတော့အကျိုးပေးမြတ်ပါတယ်မိတ်ဆွေများကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေသူတို့ဘာအနောက်ရှက်ပေးခံရခြင်းမှာကင်းဝေးကြပါစေ